ငါတို့စီကိုလာရမယ်ဆိုမမေကားစီချန်တကူကူဖြစ်လိမ့်မယ်အယူမျက်လုံးထဲမှာအဖြူအောင်လို့အရိပ်တွေလို့ဟိုလူတွေလို့ဘာမှမသိလို့အပိုင်းစားတွေမြင်နေရတယ်ဆရာဘယ်တော့ကိုမောအနေပြမဲ့ဝိညာဉ်တွေပဲရှင်းလည်းတော့ကျမအတွက်နဲ့တော်တော်ဒုက္ခခံနိုင်တယ်သူမတို့သူရေကုန်ပြောင်းရတဲ့ကဒီမလုံးတော်လေးအားစတီဗီအပြုံးမများဖန်ဒီသူမတို့တောက်တော့တဲ့ပြပြရီလို့ခင်းသွင်းဝင်လို့မရှိသေးချင်မှာနောက်ဆက်တာစီးပေးနေတဲ့သူကျွန်တော်သိနေတဲ့ဝတ်မော်ရဲ့ဝတ်မော်အနေနဲ့ရှိနေတယ်ဖြစ်ပြီးတရားပဲကံပါလာလို့ပဲကျမအဲ့တေချင်းတရားဆိုတာ